အားလုံးမင်္ဂလာပါမနေ့ကကျွန်တော်ချင်းလူမျိုးပွဲတော့ရထားတယ်ကျန်းစာကြောင်းပွဲထားလာတော့မသိဘူးသူက Facebook ကောင်းလို့မှပွဲရထားတဲ့အားတွေတင်ထားတယ်ကိုလည်းတေချာတော့မစစ်ပေးလိုက်ဘူးပေါ့နော်သူကျွန်တော် comment လာရေးသွားတယ်လာရေးသွားပြီးမှကျွန်တော်ပြန် comment လိုက်တော့ဖြတ်သွားတယ်အဲ့တော့သူ့နာမည်လည်းတည်တယ်သူ့ပုံတွေလည်းကျွန်တော်မတတ်တော့ဘူးပေါ့ဒီလိုပဲတုတ်ပြန်လိုက်မယ်ပမာကိုတိုင်းသားအလုံးကကျေစုတင်ရမယ်တဲ့ပမာဆိုတာနိုင်ငံတော်လူမျိုးတွေတဲ့ဘာလို့ပြောရမလဲဆိုလို့ရှိရင်တဲ့ပမာလူရပရင်စနစ်ကိုဖြတ်သိမ်းပြီးမှကျွန်တော်တို့ ਨੇ ဒီလိုအတူတူပူပေါင်းနာတဲ့ဘယ်နိုင်ငံမှာပရင်စနစ်ကိုဖြတ်သိမ်းရဲပြတဲ့နိုင်ငံမရှိသေးဘူးတဲ့ကဘာမှာဒါကြောင့်ပမာငါတို့ကျေစုတင်ရမယ်တဲ့ဆိုတော့တိုင်းသားအပေါ်မှာပမာရဲ့ပမာရဲ့ကျေးဇူးဆိုတော့ကျွန်တော်ကောင်းကောင်းစဉ်းစားတယ်မနေ့ကသူပြောတာနော်အဲ့တော့ကျွန်တော်နေ့ညမှာလဲစဉ်းစားတယ်ဒီနေ့လယ်မှာလဲစဉ်းစားတယ်အဖြေကိုမရှာလို့မတွေ့ဘူးဒါပေမဲ့ပမာကတိုင်းသားပေါ်မှာပမာလို့ပြောတော့ပမာမုံတီးရေးပြောတာတော့မဟုတ်ဘူးဟိုတယောက်ပြောပြတဲ့တုတ်ပြန်ချက်ပြောပြတဲ့အရာကျွန်တော်တုတ်ပြန်တာတခုပဲရှိတယ်ဒီလော်လာရေးယူတာလဲပမာနဲ့တိုင်းသားအလုံးအတူတူယူတာပဲဘယ်သူမှကြီးတာဖြစ်ဖြစ်ငယ်တာပဲဖြစ်ဖြစ်အားလုံးကတန်းသူရမယ်ဆိုပြီးမှကျွန်တော်တို့1948မှာလွတ်လာရေးရယူခဲ့ကြတာလေအဲ့တော့ပမာဥဆောင်တာတခုတော့ရှိတာပေါ့ဒါပေမဲ့တိုင်းသားအပေါ်မှာဟိုပမာရဲ့ဂျေဆူးဆိုတာကတတ်မရှိပါဘူးဆိုတော့ကျွန်တော်အခုပြောချင်တာကပမာတွေကပရင်စနစ်ကိုဖြတ်ပမာတွေကိုတိုင်ကဖြတ်သိမ်းတာလားအင်္ဂလိပ်ကြောင့်ပမာပရင်စနစ်ကအဆုံးသတ်သွားတာလားဆိုတဲ့အကြောင်းကျွန်တော်အနည်းငယ်ပြောပြမယ်ပြီးမှအင်္ဂလိပ်စာဝင်လာတဲ့အချိန်မဟုတ်ဘူးပမာပရင်စနစ်ဒီအဆုံးသတ်တဲ့နောက်ဆုံးပရင်နောက်အဆုံးသတ်တဲ့နှစ်ကျွန်တော်ပြောပြမယ်ဒီမြန်မာပရင်နောက်ဆုံးပရင်ကအခုကျွန်တော်အများသိကြပါတယ်ဒီပေါ်မင်းပေါ့ဒီပေါ်မင်းပေါ့နော်ဒါကိုနောက်ဆုံးပရင်ကပမာနောက်ဆုံးပရင်ကဒီပေါ်မင်းအဲ့ဒါကိုအင်္ဂလိပ်က1885ခုနှစ်နိုဝင်ဘာ29ရက်မှာဖမ်းတယ်ဆိုတော့မြန်မာနိုင်ငံလဲသိမ်းပိုက်လိုက်တယ်အဲ့တော့1886ခုနှစ်ဇန်နဝါရီတရက်မှာကနော်အင်္ဂလိပ်သိမ်းထားတဲ့နယ်မြေတွေအလုံးကပေါ်လို့ပြောလဲဆိုတော့ပိတိချရဲ့အင်ဘာယာပြည်နယ်တစ်ခုအဖြစ်သတ်မှတ်လိုက်တယ်အဲ့ကချိန်ကနေစပြီးမှ1885ခုနှစ်နောက်ပိုင်းဆိုလို့ရှိရင်တော့ဒီပမာပရင်စနစ်ကခြုံငိမ့်သွားပြီလုံးဝမရှိတော့ဘူးပရင်စနစ်အင်္ဂလိပ်ကပမာပြည်ကိုအဲ့ချိန်မှာ3ချိန်အထိကျူးကျော်ခဲ့တယ်ပထမက1824ကနေ1826ဘာကြီးတော့ဖျားလက်ထက်နော်ပြီးမှသူအဲ့မှာကရှမ်းပြည်နယ်အောက်ပိုင်းနဲ့ရခိုင်ပြည်နယ်အထိသိမ်းတယ်ဒုတိယမှာက1852ကန်1852မှာနော်ပူရင်ခန္ဒလာဟူလက်ထက်မှာအောက်ပမာပြည်ဆိုလို့ရှိရင်ဟိုတနိန်တာရီအတိုင်းအထိပေါ့ဟိုအထိသိမ်းလိုက်တယ်ပြီးမှတတိယအချိန်1800အခုဟိုပူရင်စနစ်ချုပ်ငင်းတဲ့နှစ်ပေါ့နော်1885တီပေါ်မင်းလက်ထက်ကမန်လေးချဆုံးတယ်အဲ့တော့ပူရင်စနစ်ကလည်းအဲ့မှာပြီးတိုင်မရှိတော့ဘူးမြန်မာနိုင်ငံမှာအဲ့မှာအင်္ဂလိပ်ကပဲအုပ်ချုပ်တယ်ဒါတော့ဂျပန်အုပ်ချုပ်တဲ့နှစ်ကရှိသေးတယ်နော်ဒါတို့ကဂျပန်ခက်တော်မပြောတော့ဘူးအင်္ဂလိပ်ရဲ့အုပ်ချုပ်တဲ့အကြောင်းနည်းနည်းပဲပြောချင်တယ်အဲ့မှာပူရင်စနစ်ဆိုတော့ပမာကိုတိုင်ဖြတ်သိမ်းတာမဟုတ်ဘူးနော်ကျွန်တော်တို့ချင်းလူမျိုးတွေတိဖို့တချို့အစားတော့တတ်တယ်ဘွဲတွေဒီဂရီတွေယူတယ်မလေ့လာပဲနဲ့ပေါက်ပန်း40ပဲပြောနေရေးနေတယ်ဒါထက်တော့လေ့လာပေါ့ဟာလားပမာကိုကျွန်တော်တို့နိုင်ငံတော်လူမျိုးလို့ခေါ်ရလောက်အောင်လဲကျွန်တော်တို့ကပမာတွေကိုငါတို့မင်းတို့စီမှာလာမယ်မင်းတို့နဲ့ငါတို့လာပူပေါင်းမယ်ကဲမင်းတို့ငါတို့နိုင်ငံတော်လူမျိုးအဖြစ်ခေါ်မယ်လို့ခေါ်ဖို့ဒီနိုင်ငံထီထောင်ရအောင်လို့တခုမှဒီတိုင်းသားတွေကမပြောဘူးကျွန်တော်ပင်လုံစာချုပ်တဲ့အချိန်မှာတော့မှတိုင်းသားတွေက10နှစ်ပေါင်းမယ်မပေါင်းခွဲထွက်မယ်ဒီအထီးပဲ
ဘာလို့ဆိုလူမျိုးအချင်းချင်းသူ့ဟာနဲ့သူ့ဆိုဖွာသူ့မင်းနဲ့သူ့နိုင်ငံနဲ့နေကြတာပဲရခိုင်လည်းရင်တော့ဒီပမာက1900 AD 1406လောက်မှာနော်AD 1406မြောက်ဦးပရင်နော်မင်းစော်မွန်ဆိုတာလားဘယ်သူဆိုတာအဲ့လက်ထက်တုန်းကအင်းဝပရင်မင်းခေါင်းဆိုတာလားအဲ့ကောင်ကတိန်သွားတယ်အဲ့ဒါဗမာရခိုင်နိုင်ငံဖြစ်နေတယ်နော်မုံလက်ဒီလိုပဲကိုဟာနဲ့ကိုအကုန်လုံးလွတ်လပ်နေတဲ့လူမျိုးတွေပဲဗမာလည်းသူဟာနဲ့သူနေတယ်ဒါမဲ့အင်္ဂလိပ်ကအုပ်ချုပ်လာပြီးနောက်ပိုင်းမှာပဲကျွန်တော်တို့ကလွတ်လပ်ရေးအတူယူရအောင်ဗမာပြည်လွတ်လပ်ရေးအောင်အင်္ဂလိပ်မရှိဖို့ဂျပန်မရှိတော့ဖို့ပေါ့နော်လုံးသူများဂျွန်ကနဲ့လွတ်မြောက်ဖို့အတူတကွအဲ့မှာပဲအကုန်လုံးပါဝင်တယ်အင်္ဂလိပ်တိုင်းလည်းအတူပဲဗမာကလည်းတိုက်တယ်တိုင်းသားလည်းတိုက်တယ်အတူပါပဲကျွန်တော်တို့ကဗမာတယောက်ကိုနိုင်ငံတော်လူမျိုးသွားခေါ်ရလောက်အောင်လေတိုင်းသားအပေါ်မှာတိုင်းသားတို့ရပြည်ပနိုင်ငံကနေဗမာပြည်ဝင်လာတာမဟုတ်ဘူးဒီနိုင်ငံဆိုတဲ့ဖြစ်ပေါ်လာတဲ့မြေပုံအထဲမှာအကုန်လုံးကရှိနေပြီးသားပဲရှိပြီးသားလူမျိုးတွေပဲဆိုတော့အကုန်လုံးကဒီနိုင်ငံရဲ့ပိုင်ရှင်တွေချီပဲဘယ်သူမှနိုင်ငံတော်ပိုင်ရှင်လို့ခေါ်လို့မရဘူးအကုန်လုံးနော်ဒါကြောင့်ကျွန်တော်တို့ချင်းလူမျိုးတွေတချို့တွေချင်းစုပ်ခေါ်တာအဲ့ဒါကြောင့်အခေါ်ခံရတာသိလားအဲ့တော့ဒီနောက်ပမာရဲ့ပူရင်နော်နောက်ဆုံးပူရင်ဖြစ်တဲ့ဒီပေါ်မင်းကို1885ခုနှစ်ဒီဇင်ဘာလ10ရက်မှာနော်ဆိုလို့ရှိရင်ယတနာပုံကနဲ့ထုတ်ပယ်ပြီးမှာနော်အိန္ဒိယနိုင်ငံယတနာကီရီမှာနော်ပို့တယ်အင်္ဂလိပ်ကပြည်တိချကပေါ့နော်အဲ့မှာဒီပေါ်မင်းတော့မှကိုတည်တဲ့အချိန်ကြီးပေါ့ကိုလိုနဲ့အချိန်ထိနေနင်းတန်ပြင်းနင်းတန်လို့ပြောမလားနေနင်းတန်နော်အဲ့လိုမျိုးအပေးခံရတယ်ကွာအဲ့တော့မြန်မာနိုင်ငံဟာမရေရမတိချကိုအုပ်ချုပ်မှုမရှိတော့ဘူးအင်္ဂလိပ်ကပဲဆက်အုပ်ချုပ်တယ်အင်္ဂလိပ်ကအုပ်ချုပ်တာတော့နှစ်ခုနဲ့အောက်ပမာပြည်ကိုအုပ်ချုပ်တော့မှဒါတော့ပထမသိန်းတယ်ဆိုတော့အောက်ပမာပြည်ကိုနော်အောက်ပမာပြည်ကိုပထမသိန်းတဲ့အချိန်မှာစုပေါင်းအင်္ဂလိပ်အုပ်ချုပ်တဲ့နှစ်လွတ်လပ်ရေးရတဲ့အထိတွက်မယ်ဆိုလို့ရှိရင်တော့96နှစ်နော်1850နှစ်ကနေ1948အထိအဲ့ဒါဂျပန်ရဲ့ဂျာမန်ဂျပန်အုပ်ချုပ်တာလည်းပါသေးတယ်ဒါတော့မှအလူအလဲဖြစ်နေတယ်အထက်ပမာပြည်ကတော့အခုကျွန်တော်တို့ပြောနေတဲ့ဟွာပေါ့မင်းတို့ဒီပေါ်မြင်ဖမ်းပြီးနောက်ပိုင်းပေါ့နော်ပြောမှဆိုလို့ရှိရင်တော့အထက်ပမာပြည်အုပ်ချုပ်တာတော့မှ60နှစ်အုပ်ချုပ်ခဲ့တယ်အဲ့ဒါကဘယ်ကနေစတယ်ဆိုတော့1886ကနေဒီလွတ်လပ်ရေးရတဲ့အထိပေါ့နော်ဒီအထက်တင်းပိုက်ချင်းမတူဘူးလေနှစ်ကအဲ့ဒါပဲဒီအထိဖြစ်ခဲ့တယ်အဲ့တော့လွတ်လပ်ရေးလေဒိုင်းသားဆိုတဲ့ဒီပမာလူမျိုးကြီးနဲ့ဒီအခုကချင်းနော်ကရင်ချင်းမောရခန်ရှန်ဒီအလုံးကအတူယူတယ်ဒါပဲဒါမဲ့တချို့တွေလော်လာရေးမှာရခိုင်မပါဘူးမိုးမပါဘူးဆိုတာကအဲ့တော့ဘာလဲဆိုပမာရက်လက်အောက်ထဲမှာအရင်တော့တင်းပိုက်ခံခဲ့တယ်အဲ့တော့အဲ့လိုမျိုးတတ်ပမာအနေနဲ့ခေါ်ထားတာမရှိဘူးသူတို့ရဲ့တပည့်ပုံစံအမြဲတမ်းမြင်နေတာ哦ဒီလိုပဲဆိုတော့ပမာငါတို့ကနိုင်ငံတော်လူမျိုးလို့တတ်မှတ်ရလောက်အောင်လဲတိုင်းသားတွေမတုံးမအားတော့ဘူးကွာနော်ကျွန်တော်ချင်းလူမျိုးတွေဒီလောက်မတုံးနဲ့မအားနဲ့တခါတလေစိတ်ပြက်တယ်ကျွန်တော်ဗမာမုန်းတာမဟုတ်ဘူးဒီတိုင်းပြည်ကအတူတီဆောက်ကြတာပဲဘယ်သူမှဂျေဆုရှင်ဘယ်သူကပိုကြီးတယ်ဘယ်သူကပိုတော်တယ်တတ်တယ်ဆိုတာမရှိဘူးဒီအင်္ဂလိပ်အောက်ကနဲ့လွတ်မြောက်လာတာအကုန်လုံးဒီနေမြေကနဲ့လူတွေကဒီနေမြေကလူတွေကတခြားနိုင်ငံကနဲ့လာပြီးမှဒီနေရာမှာနေပြီးမှဗမာနိုင်ငံထဲမှာငါတို့ဝင်တာမဟုတ်ဘူး
အမေရိကလိုမျိုးမဟုတ်ဘူးအမေရိကမှာလူဖြူနိုင်ငံမှာလူမဲတွေဝင်သွားတယ်ကွာဒါဆိုလူဖြူကပိုင်ရှင်ပေါ့အရာသေးတယ်နားလဲကြပြီလား